ဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ Windows 10မှာဖြစ်တဲ့ error လေးတစ်ခုပေါ့နော်။error လေးအကြောင်းပြောပြပေးမှာပါ။error လေးကအရင်တော့လွယ်ဒါပေမဲ့beginner တွေအတွက်တော့နော်ဒါလည်းလေးရွာလည်နေတဲ့ပြဿနာလေးတစ်ခုပေါ့နော်။ဘာလဲဆိုတော့ကျွန်တော်ပြောပြမယ်ကျွန်တော် PC ရဲ့မှာပေါ့နော်ကျွန်တော် file ရှိရယ် file တွေကဒီမှာ date တွေကရှေ့ရောက်နေပြီးတော့ဒီမှာနာမည် name တွေပေါ့နော် name တွေကနောက်ရောက်တာတကယ်ဆိုရင်ပုံမှန်ဆိုရင်နာမည်ကအရင်ရှေ့မှာရောက်ရမှာရောက်ပြီးတော့မှ date ကနောက်ရောက်ဒါပေမဲ့ date တွေကရှေ့မှာရောက်ပြီးတော့နာမည်တွေကနောက်မှာရောက်တာပြီးတော့ဒီဘက်မှာအကွက်ကြီးတစ်ခုပေါ်နေပါတော့ preview ဆိုပြီးတော့အကွက်ကြီးတစ်ခုပေါ်နေကိုကတစ်ခုထောက်လိုက်မှဆိုရင် preview ကွက်ကြီးကအရင်ပေါ်လာ preview ကွက်ကြီးပဲအရင်ပေါ်လာပါတော့ဒီမှာအကွက်တစ်ခုပေါ်နေအဲ့မျိုးဖြစ်နေတာပေါ့နော်အဲ့မျိုးဖြစ်လိုက်ရင်ဘယ်လိုလုပ်ရမလဲဆိုတော့ပြပြတော့ရမယ်ဒါကတော့တမင်လောက်တာတော့မဟုတ်ဘူးနော်ကbeginner ဆိုတော့ကလင်းနဲ့တခြားတွေကိုနှိမ့်ပြီးတော့ဒီလိုပုံစံမျိုးဖြစ်သွားဒါအရင်တော့လွယ်ပါတယ်ဘာလို့ needs တွေဒီဆိုင်အရင်လွယ်ပါတယ်ဒီလို file တွေကို file မှာနေနေတာဒီလိုနောက်ရောက်နေအစားထားလွယ်ဒီပေါ်မှာ modify တွေ file နေရှိအဲ့လိုဖိပြီးတော့ရွှေ့ပြလိုက်ဒါဆို file ရှောက်file မှာမျိုးစားရှိအဲ့လေးကိုရှေ့ရှင်အဲ့လိုရွှေ့ပြလိုက်ဟိုဒီရှေ့ရှင်အဲ့လိုရွှေ့ပြလိုက်ကိုကအမှတ်မထင်မဲ့အဲ့လိုကြီးပြောင်းမိသွားပါနော်ပြောင်းမိသွားပြီးတော့နာမည်ရနောက်ရောက်လာဒါကြောင့်ဘယ်လိုလုပ်မှမသိဖြစ်နေအားမဖြစ်တဲ့ဆိုရင်အဲ့လိုလေးရွှေ့ပြလိုက်ပါနော်အဲ့လိုတိတ်ကရှေ့ရောက်သွားဆိုရင်အပေါ်မှာနာမည်ရှိအဲ့ name လေးကိုဖိပြီးတော့ရွှေ့ပြလိုက်ပါဒါကြတော့ preview ပေါ့နော် preview အကွက်ပေါ်တယ်ပေါ့နော်အဲ့ဒါကိုဖြစ်တဲ့ဆိုဒီမှာ view တွေမှာ preview လေးကိုသူကမှန်ရှိပေးထားလို့ဟောနေရပါအဲ့ဒါမှမဖြစ်အောင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီမှာ preview ဆိုပေါ်အဲ့ဒါလေးတစ်ချက်နေလေအဲ့အကွက်လေးဖြတ်အောင်နော်ဒါလေးကိုမှမထင်နှိမ့်မိထားတဲ့အချိန်ဆိုရင် preview ဆိုတော့ဖိုင်ကွက်လေးတစ်ခုပေါ်တယ်ဟောနော်ဖိုင်ဖုန်းကမှာအစမ်းကြီးအကွက်ပေါ့နော် preview အဲ့ဒါအကွက်လေးပြချင်တာစရင်ဒီမှာ preview ဆိုရတယ်ရှိဆက်နေကြတယ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့တော့လောက်ပါပဲခင်ဗျာ